must နဲ့ have to ကဘာကွာလဲတခုခုကိုမလုံးမဖြစ်လုပ်ရမယ်လို့ပြောတဲ့အခါမှာ must နဲ့ have to ကအဓိပ္ပာယ်တူပါတယ်ဥပမာ I have to wear glasses for reading I have to wear glasses for reading အဲ့ဒါကို I must wear glasses for reading I must wear glasses for reading လို့လည်းသုံးလို့ရပါတယ်ဒီပုံစံမှာတော့ must နဲ့ have to ကအတူတူပဲဖြစ်ပါတယ် have to ကိုနောက်တစ်မျိုးသုံးလို့ရတာကတော့တခုခုကိုတာဝန်တစ်ခုအနေနဲ့လုပ်ရတယ်လို့ပြောတဲ့အခါမှာလည်းသုံးပါတယ်ဥပမာ I have to work from 8:30 to 5:30 every day I have to work from 8:30 to 5:30 every day ဒီလိုမျိုးလုပ်ရတယ်လို့ပြောတဲ့အခါကျတော့ must ကိုသုံးလို့မရဘူးပေါ့နော်ဒီ must နဲ့ have to ကိုအငင်းပုံစံသုံးတဲ့အခါကျတော့ you mustn't do it လို့ပြောလိုက်ရင်အဲ့ဒါကိုမလုပ်နဲ့လို့ပြောတာဖြစ်ပြီးတော့ you don't have to do it လို့ပြောလိုက်ရင်အဲ့ဒါကိုလုပ်ဖို့မလိုဘူးဆိုတဲ့အဓိပ္ပာယ်ပါဒီ must ကိုသုံးလိုက်ရင်စကားလုံးကပို့ပြီးတော့ပြင်းထန်သွားတယ်ပေါ့နော်မလုံးမဖြစ်လုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဥပမာ I promise I would be on time I mustn't be late I promised I would be on time I mustn't be late ငါအချိန်မှန်ရောက်ဖို့ကတိပေးထားတယ်နောက်ကျလို့မရဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်ထပ်ဥပမာတစ်ခုကတော့ you don't have to come with me I can go alone you don't have to come with me I can go alone မင်းလိုက်စရာမလိုဘူးငါတယောက်တည်းသွားလို့ရတယ်ဒီပုံစံမှာကြတော့လိုက်စရာမလိုဘူးလို့ပဲပြောတာပါလုံးဝမလိုက်နဲ့လို့ပြောတာမဟုတ်ဘူးပေါ့နော် Okay အဲ့တော့ဆိုရင်ဒီ must နဲ့ have to ကဘယ်လိုကွာခြားမှုရှိလဲဆိုတာကိုနားလည်သွားပြီလို့ယူဆပါတယ်ဒီဗီဒီယိုကအကျိုးရှိရဆိုရင် comment မှာ yes လို့ရေးသွားပေးပါကျွန်တော်ကတော့နိုင်မင်းဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye